အားလုံးပဲမင်္ဂလာပါရှင်ချစ်ရတဲ့ပရိသတ်ကြီးအားလုံးနေကောင်းကြရဲ့လားရှင်ဒီနေ့တော့မြင့်စုရဲ့ချစ်ပရိသတ်ကြီးအတွက်သတင်းကောင်းလေးတစ်ခုနဲ့ဝေမျှပေးချင်လို့ပါအရင်တော့အားပေးခဲ့တဲ့သင်းလေးတွေကိုတစ်ခါလောက်ပြန်နားထောင်ကြည့်လိုက်တဲ့အချိန်မှာပရိသတ်ကြီးရဲ့အားပေးမှုအတွက်ကြောင့်တကယ်ကိုစိတ်လို့ရှားမိပါတယ်ရှင်အခုလဲမြင့်စုရဲ့ခန်းစားချက်အသစ်တွင်နဲ့သင်းအသေးလေးတစ်ပုဒ်တင်ဆက်ပေးဖို့အဆင်သင့်ဖြစ်နေပါပြီရှင်သင်းလေးရဲ့ခေါင်းစဉ်ကတော့လူညာလို့အမည်ပေးထားပါတယ်ဒီသင်းလေးထဲမှာမြင့်စုအကောင်းဆုံးဖြစ်အောင်ပုံဖော်တည်ဆိုထားပါတယ်ရှင်ဒီချင်းလေးမထွက်ရှိခင်မှာပရိသတ်ကြီးအနေနဲ့မြင့်စုရဲ့ Facebook page နဲ့ YouTube channel မှာတင်ထားခဲ့တဲ့အရင်ကသချင်းလေးတွေကိုတစ်ခေါက်လောက်ပြန်နှားထောင်ပေးပါအောင်ရှင်အခုအသစ်ထွက်ရှိမဲ့လူညာသချင်းလေးကိုလည်းနားဆင်နိုင်မှုအတွက်မြင့်စုရဲ့ Facebook page ကို like and follow လေးလုပ်ထားပေးပါအောင်ရှင်ပြီးတော့ YouTube channel မှာလည်း subscribe လေးလုပ်ပြီးအတိပေးချက်ခေါင်းလောင်းလေးကိုလည်းဖွင့်ထားပေးဖို့တောင်းဆိုပြစီရှင်လူညာသချင်းလေးထွက်ရှိတဲ့အချိန်မှာလည်းအရင်လိုပဲအားပေးမယ်လို့ယုံကြည်မျှော်လင့်ပါတယ်ရှင်ဒီချင်းလေးဖြစ်မြောက်ရေးအတွက်အဆက်ဆက်ရရကုညီပံ့ပိုးပေးတဲ့အကိုလည်းဖြစ်တယ်လို့ဆရာလည်းဖြစ်တဲ့ဆရာကိုရဲ့ခရစ်တို့ဇနီးမောင်နှံကိုလည်းအများကြီးကျေးဇူးတင်ပါတယ်လို့ဒီကနေပြောချင်ပါတယ်ရှင်အားပေးတဲ့ပရိသတ်တယောက်ချင်းစီတန်းကိုအများကြီးကျေးဇူးတင်ပါတယ်မကြခင်မှာလူညာတချင်းလေးထွက်ရှိတော့မှဖြစ်တဲ့အတွက်စောင့်မျှော်အားပေးကြပါအောင်ရှင်အများကြီးကျေးဇူးတင်ပါတယ်ဘိုင်မူတော်လေးအောင်စားချိန်မှာညာနေစီစမောင်ရဲ့ညာစိတ်ကမမေးလို့မရပါနေထားခဲ့တဲ့ချိန်ကစားညာစဉ်အိမ်မပြောနိုင်နေဘဝအတွေ့မှပြေပြောင်း